ယနေ့မြတ်ဗုဒ္ဓသာသနာတော်နှစ်2560နဲ့9ခုနှစ်မြန်မာတို့ရဲ့ဩဟာဂောဇာတက္ကရာ1389ခုနှစ်တပေါင်းလဇန်ဒီကနေ့6ရက်21ရက်2လ2026စနေနေ့ညကောင်းမြတ်လို့ကျက်တဲ့မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းချိန်အနန္တောနန္ဒ5ပါးဥဒိဋ္ဌာပြီးတော့ရှမ်းရွာကြီးရွာကျောင်းတိုက်ဆရာတော်နှစ်ပါးတို့ကိုအမှုထားနှစ်ဖက်မိဘများကိုလည်းဥထိတ်မှထားပြီးတော့အလုဒါယကဥသိမ်းနိုင်တဲ့အလုမဒေါ်လာကေသည်တဲ့သာသမီများဖြစ်ကြတဲ့မောင်ကျော်သူထွန်းတဲ့မခိုင်ဝေမြင့်မခိုင်ဖူးဝေနဲ့မောင်အာကာထက်နိုင်မိသားစုတို့ကသိက္ခာထက်ရှင်ပြုအလုတော်မင်္ဂလာကျိုးကျလဲကျတဲ့ဝဲဓမ္မသဘင်ဤဓမ္မသဘင်ခန္ဓာတရားနာယူပူဇော်ကြဖို့အသီးအသီးရောက်ရှိနေကြတဲ့တရားနာပရိသတ်ဆွေတော်မျိုးတော်များဟောနာကြီးညိုပူဇော်ကြဖို့ဆိုပြီးတော့တရားလေးတစ်ပုဒ်ရွေးထုတ်ထားပါတယ်အဲ့ဒီတရားကိုမြန်မာနာမည်လေးပေးထားတယ်တရားတော်ရဲ့နာမည်ကအတုယူ၍ချီးမွမ်းထိုက်သူတဲ့ဘာတရားလဲပြန်ပြောပါဦးဤတရားဒေသနာတော်ကိုဟောနာကြီးညိုပူဇော်ကြမှာဖြစ်လေသောကြောင့်တရားမောကြသည်မိမတရားပိုင်ရှင်ဖြစ်တော်မူတဲ့အစိမ့်နေရသုံးလောကထွတ်တာရှင်တော်ဘုရားနှင့်အတူဘုရားတရားသံဃာလို့ခေါ်တဲ့ယရဏမြတ်သုံးပါးတို့ကိုအဘတရားရှိခိုးပူဇော်ကြရင်နဲ့ဓမ္မသဘင်စတင်ပွင့်ကြရအောင်အလုံးတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်အုပ်ကလေးတွေကိုစီချီလို့ဖရာရဲ့ဂုံတရားရဲ့ဂုံသံဃာတို့ရဲ့ဂုံကိုအာယုံပြုကအဘတရားလိုက်ဆိုပူဇော်ကြမယ်အလုံးဆိုလိုက်ဗုဒ္ဓဗုဒ္ဓမြတ်ဗုဒ္ဓကရုဏာရှင်မြတ်ဗုဒ္ဓမြတ်စွာဗုဒ္ဓဆိုသည်မှာတတ္တဝါများကျွတ်တော်တာစေပြပါရမီပြည့်စည်ဘူးလံကောင်းညွန်တဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်သူမို့ဥညွန်ကဖယားကုံများရည်စုကလေးမြတ်လာစွာရှိကိုဤဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မဓမ္မမြတ်ဓမ္မဗုဒ္ဓဟောပြမြတ်ဓမ္မဓမ္မတရားဆိုသည်မှာဒုက္ခပေလေကြီးတယ်မှာနိမြုံမျောရှာတတ္တဝါများကေတင်တလို့မြတ်တရားမြတ်တရားမို့ကုညောကတရားကုန်များရည်စုကလေးမြတ်လာစွာရှိကိုဤဓမ္မံတရဏံကိစ္ဆာမိသံဃမြတ်သံဃာဗုဒ္ဓသာဝကမြတ်သံဃာသံဃာယဟံဆိုသည်မှာဗုဒ္ဓဓမ္မအဖျားဖျားသင်ယူခြင်းကတာဝန်ထံသာသနာပြုလို့မြတ်ယဟံမြတ်ယဟံမို့ကုညွန်ကသံဃာကုံများရည်စုကလေးမြတ်လာစွာရှိကိုဤသံဃံတရဏံကိစ္ဆာမိသာဓုကောလောကမှာအမြတ်ဆုံးအသာဆုံးဖြစ်တဲ့ဘ
ဖယားတရားတန်ခါယရဏသုံးပါးအဘတရားရှိကိုပူဇော်ပြီးတဲ့နောက်ဝိနည်းများစွာတတ္တဝါတွေကျမ်းမာကြစေဖို့ချမ်းသာကြစေဖို့တရားဟောတရားနာပေးရန်ကွာစေဖို့မေတ္တာဘုဇာပိုင်လေးတွေရွတ်ဆိုပူဇော်ရင်းနဲ့မေတ္တာတပို့လို့ကြရအောင်အလုံးပဲလိုက်ဆိုပါစัจ java ဝလာအနန္တ၌လုံးစုံခသိတတ္တဝါတွေကိုမတန်တန်ဘူပန်ဆွဲတဲ့ကိုစင်ရဲလေခင်ပါစေဘေးအတန်တန်ယံခသိတို့ရှောင်းကွာတိန်လို့ငြိမ်းပါစေစိတ်မတန်တန်ဘူပန်ဆွဲတဲ့စိတ်စင်ရဲလေခင်ပါစေစင်ရဲကုန်ခံနိဗ္ဗာန်စံမြတ်နိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားပွားတဲ့အတ္တမှာပဲစัจ java ဝလာအနန္တ၌လုံးစုံခသိနတ်မြမာတွေကိုမတန်တန်ဘူပန်ဆွဲတဲ့ကိုစင်ရဲလေခင်ပါစေဘေးအတန်တန်ယံခသိတို့ရှောင်းခွာတိန်လို့ငြိမ်းပါစေစိတ်မတန်တန်ဘူပန်ဆွဲတဲ့စိတ်စင်ရဲလေခင်ပါစေစင်ရဲကုန်ခံနိဗ္ဗာန်စံမြတ်နိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားပွားတဲ့အတ္တမှာပဲသဗ္ဗိရိယောဝိဝဇန္တုသောကောရောဂောဝိနတတုမာတေဘဝတုံတရာယသုခိရိကယောဂောဘဝသဗ္ဗိရိယောလုံးစုံသောပေဥပယံဆွေအန္တရေဟူသည်မြအပေါင်းတို့သည်ဝိဝဇန္တုရှောင်းလွယ်ပြောင်းပြကြပါစေကုန်သောကောဇသောကတရားတို့သည်၎င်းရောဂောဇကအနာယောဂဆိုတို့သည်၎င်းဝိနတတုကင်းစင်လွင်ပြောင်းကြပါစေကုန်ဒေတုံမကံဖယားသာသနာအမွေခံယူကာဖြင့်သိက္ခာထရှင်ပြုလူတော်မင်္ဂလာဖယားသာသနာပေးလူကြရာအကျိုးဓမ္မသဘင်စီရင်ကျင့်ပါပူဇော်နေကြတဲ့အလုဒယကဥသိမ့်နိုင်တဲ့လူမဒေါ်လကေတိမိသားစုအဇာထာဟောရီတရားနာပရိသတ်ပေါင်းတင်သူတော်ကောင်းတို့တတွေရဲ့တန်တမအန္တရာယောအန္တရေဟူသည်များပေါင်းတို့သည်မှာဘဝန္တုဘာတခုမှမကြရောက်မပြေကြပါစေကုန်လေဒုခိတာကိုစိတ်နှပြကျမ်းမာချမ်းသာကြကုန်သည်သာလျင်ဖြစ်၍ဒီကယူကတရားတန်ကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုမောချမသွေဖြစ်နိုင်ကြပါစေတည်းယခုကမေတ္တာအာတိတမေတ္တာပဋ္ဌာနာများပြုပြီးတော့ဥသိမ့်နိုင်ဒေါ်လာကေတိမိသားစုများရဲ့သိက္ခာတဲ့ရှင်ပြုလူတော်မင်္ဂလာကြည်လဲအကျိုးဓမ္မသဘင်ကြည်လဲကြရဝဓမ္မသဘင်စတင်လို့ဖွင့်ပါပြီဓမ္မသဘင်စတင်ဖွင့်ပြီဆိုတော့ဘုန်းတော်နိုင်က9နာရီထိုးပြီးလို့56ဆိုတော့မကြခင်7နာရီထိုးတော့မှာပေါ့အလုံးတရားရှိခင်စိတ်ကောင်းဝင်ကြတဲ့ဆွေတော်မျိုးတော်တရားနာပရိသတ်မိသားစုများမိမိတို့လိုလားမြတ်တရေရှည်ထိုင်နိုင်မဲ့ပုံစံမျိုးလွတ်လွတ်လပ်လပ်ကိုယ်နဲ့အစဉ်ပြေတဲ့ပုံစံပြောင်းပြီးတော့ငြိမ်သက်စွာတရားကိုနာယူပူဇော်နိုင်ပါပြီ။ဘာတရားလဲအတုယူ၍ချီးမွမ်းထိုက်သူတဲ့ပြန်ပြောပါဦးပြန်ပြောပါဦးသိနိုင်လို့လူကြမှာဘုန်းကြီးကအတန်ကက်
Bigger develop there. Oh, money lubi there. Town wingy bio Mandalay. Tosa ho ama see two biro balemo that. A viaro biobiro. Chonzo jan adanga. Era dinya dima hobby lemanabian dia lubi. Oh, the nubio eawaria. Saviro era tau show. Pero dear than an outer Jan needed, let him be the boy on Chelsea Jogo below Hoamle. No? Say any alley you'd have baby so. Huh? The hour say any alley if I look by. You'd have baby so. One more in late, Nasa, you are home. Hola. Hello, dinaro, go ya, good in Nezero, Gizam, you chancel lay at the lake lay yare. Chinimagon, Lanta, shall lay yard, Bijama Bianda ho. Magahola. Tumiane, Dumia, you are. Amiane, my jaro. Oh, Chancellor, Jasonia. Pemana, Bobby, no? Eroke, Babio, good day, nine, no, don't lucky the Vidazuri, take her to Shimbu. Tia boy Lima. Allo Midazuri, Edwa Madazaya. The Niabian Bioye, I do you Zaya. Now the Niabian Bioye. Loga Yima, Chimwan type de Pogore Zora, she did. Erodidiali Nabi Pomon Bawe. Pono de Garamariga, Paloya Malay Lome, oh, Nga Eri Chiman Tide Bogore, Manga Pala Paduga Chiman Tida Lesro, Loka Jiga go Chiman Tida. Akodiali Nabi, Nga Elo Bogo Mure Manga Pala Bayele Eri Panide, Ayi Chingo, the Reti Select Table. Again, you Maba Devo so leve oh Napa on Josame, Dine Mabaye, now ne Eddie Chairman type de a do you the account Bogori, te say in him Napa or Najosame, go, Pien Nine book. Now that I had a loga girema, go but one gin, go need it, ye you are. Hurry loga girema, Chimanda de Bogori, tweet a car. Torore Shia, a 2 use a yard with she, Palogo, a 2 you go. Tobabla, T. G. Jet, Long Jen, Dignina, Didiali Hobame. Ero Didiago Horaga, Aramari, a duel, Bemahoba. Pono Goranle Sinimbo, Pono Goranle Rita Bido, Pawama. Nita out, Josabo Lulam Lula. Oh, Majamaja, need a hole, need a salon de Longshi. Up Yawi, Vanesha, Senesha, Sheluji, Biodoa. Up Yawi, Vanesha, Senzora, Senjin Dom de Yago, Biora, Bioba de Yale. Senjin Dom de Ya, Loga go Lazire. Senjin Dom de Yaga, Bawago, Lazire, Senjin Dom de Yaga. Dandarago, Lamanzire. Senyen dong de ya ye Damboga Emdanji de no. Senyen dong de ya Mashire Bogoria Brinda ye Dibawale Macambo de Namawa Mabiotine on Dibawa Mave Macambo Masim Machin Venetu Nilo. Sagabio and Yamale Masimajin Jota de Ame Mamadi, a baby Mamadi. Jesus, Mamadi, Ainina Mamadi, Yami Yaba, Yami Yaba Mamadi. Ero Senyen on Dia, Bono Bawane, Garamaru, Logan, Ludaru, Bawago, Tanjong Pida, Padeale, Senjen Dong Dea, Yovadea Ero Noa Jongaha, Taniabian say Jonaha, Eri Noari, Eri Sadi, Koza Jemabe, Kozabu. Tumia any Chanire, Pauto, Yasibi, Mawemo. Tumia Saitare, Dina Zava, a candy rema, Wimbido, Shabja Sisi, Masabo, Nena Lita Chonkai Bido, Noa Jona, Bajao, Noa Jona, say Jona, say Go Jow.
အဲ့တော့ဒီနွားတွေကိုကိုယ်စကြက်မှာပဲကိုစားဖို့ထိန်းတာနွားကြောင့်သားဒီစိတ်တွေကိုကိုယ်စကြက်မှာပဲကိုစားဖို့ထိန်းတာဘာကြောင့်သားစိတ်ကြောင့်သားအဲ့တော့ဟိုစိတ်ကြောင့်သားကစလိန်နဲ့စိတ်တယ်ပြောပါနဲ့စိတ်လေဒုဒ္ဒတွေအလုံးကတော့စာလုံးနဲ့စိတ်တဲ့စိတ်ကြောင်းသာဟုတ်လားတို့ကဘာလုံးနဲ့စိတ်တာဘာကြောင်းသားဘုန်းကြီးလဲစိတ်ကြောင်းသားပဲပြောဘုန်းကြီးလဲဘာနဲ့စိတ်တာစာလိန်နဲ့စိတ်ရင်တော့အဲ့ဒါပြုတ်စွပြုတ်တာချပလိုက်တော့ဟုတ်လားဘုန်းကြီးလဲစိတ်ကြောင်းသားပဲဒီကနေ့တရားတော်မတွေလည်းဘာကြောင်းသားလဲဒီကနေ့အလို့တကဥသိမ့်နိုင်တဲ့ဒေါ်လာကေတီတို့သူတို့စိတ်ကိုသူတို့ကြောင်းပြီးတော့သူတို့စိတ်တွေကိုသူတို့နိုင်အောင်အနိုင်ယူပြီးတော့မှဒီပွဲဖြစ်တာဟုတ်လားပတ်စံချမ်းသာလို့လှူတာမဟုတ်ဘူးဟမ်ဥသိမ့်နိုင်ပတ်စံချမ်းသာလို့လှူတာလားချမ်းသာရင်လည်းငါတဝက်ချီအောင်ပတ်စံချမ်းသာလို့လှူတာမဟုတ်ဘူးကိုယ်စိတ်ကိုထိမ့်ပြီးတော့ဩဒါဟာလှုပ်တဲ့နာပဲမလှုပ်ချင်လဲလှုပ်ရမှာပဲဆိုတဲ့အတိတရားနဲ့လှုပ်တာဒါကြောင့်မလို့ဘုန်းတို့တွေကအလုံးကဘာကြောင်းသားတွေကိုယ်စိတ်ကိုတခြားစကြက်မှာမသွားဘဲနဲ့ကိုယ်စကြက်လေးမှာပဲကိုစားဖို့နေဖို့ကျင်လေဖို့ထိန်းတာကိုဘာကြောင်းသားစိတ်ကြောင်းသားလို့ဒီလိုပြောတယ်နော်အဲ့တော့ဒီကနေ့တော့ဘုန်းဘုန်းကစောစောကပြောတဲ့ရွယ်ချက်၃ချက်နဲ့ဟောပါတယ်ဒီတရားကိုအဲ့တော့နံပါတ်1တရားကောင်းစဉ်လေးအတုယူ၍ချီးမွမ်းထိုက်သူတဲ့ပြန်ပြောပါရှေ့တစ်လုံးကအတုယူရမယ်တဲ့အဲ့ဒီပုံကိုယ်တွေကို၄ဦးပြောမှာဘယ်နှဦးလဲအဲ့ဒီ၄ဦးကိုအတုယူရမယ်နံပါတ်1ပြီးရင်ဘာထိုက်တယ်ချီးမွမ်းထိုက်တယ်တဲ့လောကကြီးကချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်၄ဦးတဲ့အဲ့ဒီပုဂ္ဂိုလ်တွေကနံပါတ်1ဘာလဲလို့မေးရင်ဥစ္စာရှိ၍အပျော်မမတ်သူနံပါတ်1ဘာလဲဥစ္စာရှိ၍အပျော်မမတ်သူတဲ့ဟောနံပါတ်1ဘယ်လိုလုပ်လဲဥစ္စာရှိ၍အပျော်မမတ်သူပြန်ပြောတော့ကိုချီးမွမ်းထိုက်တယ်နော်ဒီကနေ့လူတွေဟာလက်ထက်ပတ်စံတာမန်ထက်ပိုရလာပြီဆိုရင်ကာမဂုဏ်အပျော်ဘက်များလားမများဘူးလားဒါပေမဲ့ဒီကနေ့အခုနံပါတ်1လူမျိုးကသူ့မှာဥစ္စာရှိတယ်စည်းစိမ်ဥစ္စာယရနာအကုန်ပြည့်စုံဒါပေမဲ့ဘာမမှတ်ဘူးအပျော်မမှတ်ဘူးတဲ့ပြောဘာမမှတ်ဘူးလေတို့မိသားစုများအမြဲတမ်းသတိထားမှာရအပျော်ရဲ့နောက်မှာဘာကတ်အပြည့်ပြောလူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်ကိုလည်းထည့်ပြောမှာအပျော်မတ်တာနဲ့အနောက်မှာဘာကတ်အပြည့်ဆိုတာကတ်နေတယ်လို့သတိထားဖို့လိုလားမလိုလားအဲ့တော့နံပါတ်1အတုယူစရာကောင်းပြီးတော့ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်ကဘာလဲဥစ္စာရှိ၍အပျော်မမတ်သူတဲ့ပြန်ပြောပါဦးတော်ကိုချီးမွမ်းထိုက်တယ်နော်ဘုန်းတို့လူတွေကဘုန်းတို့လည်းတူတူပဲဓမ္မတို့လည်းတူတူပဲလူတွေကကိုယ့်လက်ထဲကိုမမောလောင်စရာစီစဉ်ဥစ္စာပြည့်စုံလာပြီဆိုရင်အပျော်ဘက်ကိုသွားခြင်းလားမသွားခြင်းဘူးလားအေးအပျော်ဘက်ဒီပဲသွားနေတဲ့လူတွေလည်းအများကြီးပဲဟေးရာတုံးလောက်ရတာဟေးရှိတုံးသွားတာဟေးပြောရတာဟေးနဲ့သွားနေကြအဲ့ဒါလိုပုဂ္ဂိုလ်တွေကပြိတ္တိမထိုက်တန်ဘူးတဲ့ဒီလောကကြီးနဲ့မထိုက်တန်ဘူးတဲ့လူဘဝကြီးနဲ့မထိုက်တန်ဘူးတဲ့အတိတ်ကကောင်းကံကလူဘဝကိုပို့လိုက်တာလူဘဝမှာရသိရထိုက်တဲ့ကုသိုလ်တွေလုပ်ဖို့ကံကပို့ပေးလိုက်တာဟုတ်လားလူဘဝတော့ရောက်တယ်လူဘဝမှာပဲရနိုင်တဲ့ကုသိုလ်တွေကိုရအောင်မယူဘဲနဲ့အိယုံစားယုံကာမဂုဏ်အပျော်ယုံတတ်တတ်နဲ့လူဘဝကြီးမှာဘဝတစ်ခုအသက်ဆုံးသွားတဲ့လူတွေရှိလားမရှိဘူးလားယုံဘယ်နှယုံ3ယုံအိယုံစားယုံကာမဂုဏ်ပျော်ပါယုံပြန်ပြောအိယုံ
ấy yêu sai yêu cam công biểu vai yêu nè bây giờ lúc qua là gì à mà lô vũ đề ấy áo cả gạo nì lệ ấy thế ấy áo cả gạo nì lệ xa đề ấy áo cả gạo nì lệ cam công biểu lắm mà biểu vũ là ta rồi lúc qua là vì đó ở đây cả công người nhau lúc qua rồi giáo bài ta na này rồi chồng mày ở phía Bố Đa rồi phía bài suy công nhiều công mà rồi lù là phía bài thì cam công đi này về biểu vì đó ấy phố sao phố cam công biểu phố về ở đây xin đi đấy tu rồi lù bảo anh này mà thay trang bù đấy biểu anh này mà thay trang bù đấyအဲ့တော့အခုနံပါတ်1အတူယူစရာကောင်းပြီးတော့ရှင်မန်တိုက်တဲ့ပုဂ္ဂိုလ်ကသူ့မှာဥစ္စာရှိဒါပေမဲ့ဘာမှမဘူးလေတချို့ကအပြောမတ်တယ်မသွားနိုင်လို့မသွားတာမရှိလို့မသွားတာလက်ထဲရှိလာတာနဲ့သွားလားမသွားဘူးလားသွားလားမသွားဘူးလားမသွားကြနဲ့ကိုယ့်ပစ္စည်းသူများလျှောက်ပေးဟုတ်လားကိုယ့်ပစ္စည်းသူများလျှောက်မပေးနဲ့ဒါကြောင့်မလို့ဥစ္စာရှိပြီးတော့ဒီလောကကြီးထဲမှာအပျော်မမတ်တဲ့ပုဂ္ဂိုလ်ဟာအင်မတန်ရှားတယ်တဲ့ပြောပါပြလေရှားလားမရှားဘူးလားအဲ့ဒီထဲဒုပါလားမပါဘူးလားလို့နံပါတ်1စရင်နဲ့ကြီးလိုက်တော့ပါလားဟဲ့တခါကြီးတို့ဒုမကြီးတို့ဘုံဘုံကတော့တွေးကြည့်တယ်အဲ့ထဲငါမပါဘူးဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့အခု39နှစ်လွန်ခဲ့တဲ့8နှစ်သားဘဝကသာသနာ့ဘောင်ဝင်လာတာပြောဘူးတယ်ဒီရွာမှာပဲဒီပရိသတ်တွေကိုပြောဘူးတယ်အရှင်ဘုရားကိုမေးလိုက်ရှင်ဘုရားဘာဖြစ်လို့ကိုရင်သာသနာ့ဘောင်နဲ့ဝစ်လာတာလဲလို့မေးရင်အိမ်နဲ့ကျောင်းထဲကခြံစည်းကိုကတ်နေတယ်အဲ့တော့အိမ်မှာဟင်းမကောင်းဘူးကျောင်းမှာပါကောင်းပြေးတာကျောင်းကိုအိမ်မှာပါမကောင်းဘူးကျောင်းမှာပါကောင်းအဲ့တော့ကျောင်းမှာကဟင်းမကောင်းရင်တော့၄ခွက်လောက်ကျောင်းသားကစားအိမ်မှာကဘဲဥတချမ်းညီကို2ယောက်လူနေရတာဘဲသွားစားအဲ့တော့အကယ်၍သာအဲ့ဒီလွန်ခဲ့တဲ့8နှစ်သားဘဝကကြီးလဲကျယ်တဲ့ဝင်အဖေနဲ့အမေကတိုက်က3တက်တိုက်နဲ့အဲ့အောက်မှာကားနဲ့သူသားဒီကိုတော်ကိုဟန်းချင်းနဲ့ဆွဲချမစိတ်ကူးတွေလျှောက်ရင်အဲ့ဒါလို့သာထားခဲ့ရင်ငါသာသနာပေါင်းမှာဘုန်းကြီးเจ้าငါရောက်မှာမဟုတ်တော့ဘူးတွေးကြည့်တာဘာရှိတာကိုဥစ္စာရှိတာကိုပြောပါရှိတာကိုဥစ္စာရှိတဲ့မိဘတွေရဲ့သားသမီးတွေကအကုန်ပြည့်စုံလားမပြည့်စုံဘူးပြည့်စုံတဲ့အခါကျတော့ဟင်းကောင်းလဲမတ်စရာလိုလားတွေးမှာတွေကကောင်းတယ်နောက်ပြီးတော့ဘုန်းတော်ငယ်တော့ကအိမ်မှာမပြောနဲ့တရွာလုံး TV မရှိဘူးဘုန်းကြီးတစ်ချောင်းပဲ TV ရှိအဲ့တော့ TV ကလည်းဗာဖြစ်ရှင်ကြည့်ရှင်ဘယ်သွားကျောင်းသားတော့ဘုန်းကြီးနဲ့ယဉ်နေဘုန်းကြီးနဲ့ပြောဘုန်းကြီးကသင်္ကန်းကောက်ပတ်ကိုရင်ဖြစ်အကယ်၍အဲ့ဒီတော့ကအိမ်မှာ TV ရှိမယ်အောက်ဆက်ရှိမယ်ဟောမီးဆက်ရှိမယ်အခုကဲလို့ဆိုင်ကယ်စပိန်ကပြေဆုံးအောင်သာရှိခဲ့ရင်ဩငါလည်းပဲ KTV ရောက်နေလောက်ပြီလို့ဒီလိုတွေးတာကိုဒါကြောင့်မလို့နံပါတ်1စရင်တွေကိုဝင်ဖို့ပြိဿကြီးတော်ယုံစိတ်နဲ့ရပါမလားမရဘူးနော်တခါကြီးတို့မိုက်တခါကြီးတွေပဲမပြောနဲ့ KTV ကိစ္စပြောလို့တခါကြီးတွေပဲပြေးပြေးမကြည့်နဲ့တခါကြီးတွေကလောကကြီးမှာရှိတဲ့လူတွေကမရှိတဲ့ဓာန်ကိုခံနိုင်တယ်တဲ့ရှိတဲ့ဓာန်ကိုသိပ်မခံနိုင်ကြဘူးတဲ့မယုံရင်ပြိဿရဲ့ပတ်ဝန်းကျင်ကိုနည်းနည်းလေးငဲ့ပြီးတော့ကြည့်လိုက်ဥစ္စာရှိလို့ဘဝပျက်စီးသွားတဲ့သူနဲ့ဥစ္စာမရှိလို့ဘဝပျက်စီးသွားတဲ့သူဘယ်အများလဲမပေါ့လားအများကိုပြောတာဖြစ်တာအများစုကိုပြောတာဒါကြောင့်မလို့လောကရဲ့သဘာဝဟာလူတွေကမရှိတဲ့ဓာန်ကိုခံနိုင်တယ်ဥမာပေါ်လင်းနေမရဆိုတော့သိနိုင်တဲ့လက်ကေတီပဲပြောလိုက်တယ်တက်နိုင်အောင်သူတို့နှစ်ယောက်ပဲပို့ရှိထိုင်တော့လင်းနေမရဆိုတာအေးတူပုံမြ
မရှိတော့ကလည်းပဲဣတုကိုမြကဲကျဲဦးလေးသာသမီတွေမရှိခင်အိမ်အောင်ကြကားစားလင်းရမရရဲ့ကျဲဦးလေးတစ်လုံးကိုတချမ်းချမ်းပြီးတော့အချင်းရင်လေးနဲ့အချင်းလေးချက်ပြီးတော့စားတဲ့အချိန်မှာရော့နင်းတစ်ချမ်းငါတစ်ချမ်းစားနိုင်အဲ့ဒါမရှိတဲ့ဓာန်ကိုမျှခံနိုင်တယ်စောင်းတစ်ထည်ရှိလဲအတူတူခြုံနိုင်တယ်ဟုတ်လားစံတစိတ်ရှိလဲမျှတအောင်စားနိုင်တယ်နည်းနည်းလေးချမ်းသာပြီးတော့ဥစ္စာတွေကြွယ်ဝချမ်းသာလာပြီဆိုရင်သူ့လည်းကိုမယုံတော့ကိုလည်းသူမယုံတော့ဘူးတဲ့ဟုတ်လားဒါကြောင့်မလို့ရှိတဲ့ဓာန်တဲ့မရှိတဲ့ဓာန်ဘယ်ကခံဖို့ခက်လဲရှိတဲ့ဓာန်ကခံနိုင်ရင်ရှိဖို့လွယ်ရဲ့လားမလွယ်ဘူးဒါကြောင့်မလို့ဥစ္စာရှိပြီးတော့ကာမဂုဏ်ကိုအပျော်ကိုမမတ်နိုင်တဲ့စိတ်ဟာသူတော်ကောင်းစိတ်ပြောပါစိတ်လေဘာစိတ်လဲကာမဂုဏ်နေနဲ့လောကမှာပျော်ခြင်းတိုင်းပျော်နိုင်ပါလျက်နဲ့မပျော်တဲ့သူနဲ့ပျော်ခြင်းပါလျက်နဲ့ပျော်စရာမရှိတဲ့သူမျက်လုံးနဲ့မြင်လားအဲ့တော့ဘယ်သူကိုချီးမွမ်းမလဲဘယ်သူကိုအတုယူမလဲသဘောပေါက်တယ်နော်သဘောပေါက်လားဟဲ့ဒါကြောင့်မလို့နံပါတ်1အတုယူ၍ချီးမွမ်းထိုက်တဲ့နံပါတ်1ပုဂ္ဂိုလ်ကပါလေဥစ္စာရှိ၍အပျော်မမတ်သူတဲ့ပြန်ပြောအဲ့ဒါလို့ပုဂ္ဂိုလ်ရဲ့စိတ်ရပါစိတ်သူတော်ကောင်းစိတ်ပြောပါစိတ်လေရံပမာနေသူနောရမေဘိကဝေပရိသတ်၄ပါးခြေသာတတိခြေသမီးတို့ဣမသမိန်လောကေဒီလောကကြီးထဲမှာမနုဿလူတွေဟာရံပမာနေသူငါးပြအာယုံကာမဂုဏ်တွေနဲ့ပျော်ပါနေတတ်ကြတဲ့ပျော်ပျော်ပါပါမောမောကြွားကြွားနဲ့နေကြတဲ့ပုဂ္ဂိုလ်တွေကများတယ်အဲ့ဒါလို့ဒီလောကထဲမှာကာမဂုဏ်စည်းစိမ်အပျော်အပါတွေနဲ့ပျော်ပါမောကြွားနေတဲ့လူတွေရဲ့အလယ်မှာနောရမေမိမိကကာမဂုဏ်တရားတွေနဲ့မပျော်မိအောင်တတိဆောင်ပြီးတော့နေလိုက်စမ်းပါဣတိသောတထနတ်လူတို့ဇေယဘုရားရှင်ကိုရောမြတ်ကအဘတိကောင်းစွာမသွေမှာကြတော်မူခဲ့ပါပေတည်းဒီလောကကြီးမှာပြိတ္တရေလူတွေဟာငါးပြာယုံကာမဂုဏ်တွေနဲ့ပျော်ပြီးတော့ပျော်ပျော်ပါပါမောမောကြွားကြွားနဲ့နေတဲ့သူတွေကများတယ်များလားမများဘူးလားအဲ့တော့ကာမဂုဏ်လို့ပြောရင်ပြိတ္တရေဟိုအစိုးအကတွေသွားပြီးတော့တောက်စားမှကာမဂုဏ်မဟုတ်ဘူးကိုယ်တော်ကိုမေ့ပြီးတော့ကိုယ်အိမ်မှာပဲမိသားစုဇီဝရေးဒါလည်းကာမဂုဏ်ပဲသဘောပေါက်လားဟိုမှာစိုးခုံကတိမုတ်တောက်စားပျော်ပါနေမှကာမဂုဏ်မဟုတ်ဘူးတဲ့အဲ့တော့ဒီနေ့တရားတော်မတွေစဉ်းစားတရားပွဲရှိလို့ဘာနာကြပြောဘာရှိလို့ဘာနာတရားပွဲမရှိတဲ့နေ့တရားတပုတ်နာနိုင်ဖို့လွယ်ရဲ့လားခလုတ်လေးတစ်ချက်နှိပ်လိုက်တာနဲ့ဖုန်းထဲမှာ line ပေါ်မှာတရားပေါင်းမြောက်များစွာနာယူလို့ရလားမရဘူးလားတရားနာဖို့လွယ်ပေမဲ့တရားနာဖြစ်ဖို့နဲ့တရားနာခြင်းနဲ့စိတ်တရားတပုတ်ကိုအစားကနေအဆုံးထိကိုယ်အိမ်မှာကိုအခုလိုတရားပွဲမရှိဘဲနဲ့နာဖို့လွယ်ရဲ့လားကဲမေးပါဦးမယ်တလားကိုကိုယ့်အိမ်မှာကိုအခုလိုတရားပွဲမဟုတ်ဘဲနဲ့ကိုယ့်အိမ်မှာကိုဖုန်းနဲ့တော်၎င်း TV နဲ့တော်၎င်းကက်ဆက်တိတ်ခွေစသဖြင့်နဲ့တော်၎င်းအစအဆုံးထိုင်ပြီးတော့အာယုံတစ်ပါးစိတ်မသွားပဲငြိမ်ပြီးတော့တလားကိုဘဏ္ဍပုတ်နာဘူးလေသာဓုသာအစအဆုံးတော့လွယ်ရဲ့လားရွာတွေကတကယ်တော့မှပြောနေဘုန်းကြီးတော့မလွယ်ဘူးနာကြည့်တယ်ဆရာတော်ကြီးတွေဟောတဲ့တရားလေးဖုံးလေးဖွင့်ပြီးတော့နာကြည့်
နာလို့ပြင်သုံးမုံတပုံမရောက်သေးဘူးဘာလှုပ်ချင်စိတ်ပေါက်လာစိတ်ကအဲ့ဒါနဲ့ဖုန်းခဏပိတ်ပြီးတော့အမသွားလှုပ်ပြန်ပြီးအဲ့ဒီတရားကနောက်3ရက်နာနေမှတခါတရိယာထပ်ဖွင့်အစပြန်ရောက်ဖြစ်လားမဖြစ်ဘူးလားအဲ့တော့ဘုန်းတို့တွေတကယ်စဉ်းစားဒကာရမတို့တွေတကယ်စဉ်းစားဒီတရားတွေကိုစနစ်တကျနဲ့ထဲဝင်အချိန်ပေးပြီးတော့နာဖို့လွယ်ရဲ့လားဒါကအခုလိုတရားပွဲတွေကျင်းပတဲ့သူရောဟောတဲ့သူရောကျင်းပနိုင်တဲ့အခွင့်အရေးတွေရောရှိလို့နာဖြစ်နေကြတာဒါကြောင့်မလို့ဘုန်းကပြောတယ်တန်အောင်နာပါပြီးရင်ကြံအောင်နာပါဘာလဲသဘောပေါက်လားဒါဆိုရင်နံပါတ်1ဥစ္စာရှိပြီးတော့ဘာမမတ်သူအပျော်မမတ်သူတဲ့အတုယူစရာကောင်းပြီးတော့ဘာထိုက်ချီးမွမ်းထိုက်တယ်တို့ရှမ်းရွာမှာအဲ့ဒါလိုလူမျိုးဘယ်နှစ်ယောက်လောက်ရှိမလဲအဲ့လေကျောင်းဘုန်းကြီးတော့မပါပါဘူးဆိုမှသဘောပေါက်လားသဘောပေါက်လားဟဲ့အဲ့တော့ဘုန်းတော်တွေရဲ့ဘဝမှာတန်ဖိုးရှိခြင်းမရှိခြင်းအဲ့ဒါစလောကရန်ကိုဘလောက်ခံနိုင်တယ်လဲကိလေသာတွေကိုဘလောက်ရင်ဆိုင်နိုင်တယ်လဲကိုယ်နှလုံးသားမှာသူတော်ကောင်းစိတ်ဘလောက်တည်နေတယ်လဲဆိုတာကိုယ်စေဖို့လိုလားမလိုဘူးလားဘလောက်တောင်လောကလူသားတွေကကာမဂုဏ်တွေနဲ့ပျော်လေဆိုတော့မြတ်စွာဘုရားလက်ထက်တုန်းကဘုရားဟောခဲ့တဲ့ဇတ်တော်လေးတစ်ခုဣမန္တမဒေသနံတတ္ထသဝတိယံဝိဟာရံတောပတိပုဇိကံနာမကုမာရိကံအာရဘဂရေတိဣမန္တမဒေသနံဣတိယမြတ်ဒေသနာတို့ကိုဘဂဝါဘုရားပါသခင်တို့ဘုရားရှင်ကိုတော်မြတ်သည်သဝတိယံဝိဟာရံတောသဝတိမြို့မှာတည်င်းသုံးနေတော်မူစဉ်ကပတိပုဇိကံနာမကုမာရိကံပတိပုဇိကာအမည်ရှိတဲ့အမျိုးသမီးလေးတယောက်ကိုပြိဿရဲ့မမေနာမည်ကပတိပုဇိကာပြောပါလို့လေပတိပုဇိကံနာမပတိပုဇိကာလို့အမည်ရှိတဲ့ကုမာရိကံအမျိုးသမီးလေးတဦးကိုအာရဘကြောင့်ပြု၍ကတိတိကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်းအဲ့တော့ပြိဿယေဒီတရားမြတ်စွာဘုရားဗမာတရင်30တုန်းကဟောတာလေလို့မေးရင်သာဝတိပြည်မှာတဲ့ဘဇုကိုအကြောင်းပြုပြီးတော့ဟောတာလေလို့မေးရင်ပฏิပုဇိကာလို့အမည်ရှိတဲ့အမျိုးသမီးတယောက်သာဝတိမြို့မှာဒေါ်လာကေတီတို့အရွယ်လောက်နေမှာပေါ့သာသမီ4ယောက်ဆိုတော့သာသမီဘယ်နှယောက်သူကဘယ်နှယောက်သူက3ယောက်3ယောက်နဲ့ဟိုကပလက်ပေါင်း4ယောက်သူလည်း4ယောက်ပဲမှန်ကြည့်တာလေပฏิပုဇိကာလို့ခေါ်တဲ့အမျိုးသမီးတယောက်ဒကမတယောက်သာဝတိမြို့မှာနေတယ်တဲ့ချမ်းသာကြီးလည်းမဟုတ်ဘူးဆင်းရဲတဲ့လူဒန်းသားလည်းမဟုတ်ဘူးအလေအလက်စားနိုင်တောင်းနိုင်အဲ့တော့အချိန်တန်အရွယ်ရောက်အိမ်အောင်ကြသာသမီ4ယောက်ရမြင်ရခိုင်းလိုက်မဟုတ်ရင်ကြာမှကြောက်လို့အချိန်တန်အရွယ်ရောက်ပါကြအိမ်အောင်ကြသာသမီ4ယောက်ရသက်တမ်းစိတ်လူပြည်မှာနေသွားတယ်တဲ့အသက်100အသက်ဘယ်လောက်ပြောအသက်ဘယ်လောက်အသက်100လူပြည်မှာကျမ်းကျမ်းမာမာနဲ့ချမ်းသာကြီးလည်းမဟုတ်ဘူးဆင်းရဲကြီးလည်းမဟုတ်ဘဲနဲ့သူနေသွားမိသားစုနဲ့ပျော်ပျော်ပါပါတို့မိသားစုတွေလိုပဲလေလောက်စရာရှိလို့ညာလောက်စရာရှိရလို့စီဝိုင်းလောက်စရာရှိရလို့လူမှုရေးတွေမပြတ်သူနေသွားဒါပေမဲ့အဲ့ဒီပฏิပုဇိကဒကမရဲ့ဘဝမှာမပြတ်လောက်ခဲ့တဲ့ကုသိုလ်တစ်ခုရှိတယ်တဲ့အိမ်အောင်ကြမကြခင်အပြိုဘဝမိဘအိမ်မှာကလေးကတည်တဲ့ထိလောက်သွားတဲ့ကုသိုလ်တစ်ခုတဲ့မပြတ်ဘူးတဲ့အဲ့ဒါလေးမှတ်မယ်စွမ်းလောင်းတဲ့ကုသိုလ်တဲ့ပြောပါကုသိုလ်လေသာဝတိမြို့ကြီးဟာဘုရားနဲ့တန်ဃာတွေပြေးပြီးတော့ကြက်တွေကြီးတဲ့မြို့ကြီး9နာရီ10နာရီ9နာရီအဲ့ဒီနာရီတစ်ပတ်ချလဲမှာပြိဿရဲ့တန်ဃာစွန်းတန်းဟာမပြတ်ဘူးတဲ့9နာရီကနေ10နာရီ10နာရီခွဲလောက်ထိ9နာရီမတင်းလောက်ထိသာဝတိမြို့မှာစွမ်းခံကြွတဲ့တန်ဃာဘာဖြစ်လဲမပြတ်ဘူးတဲ့ပြက်လာရဲ့
တို့ရောမှာကောပြက်လားပြက်လားစွမ်းတန်3တန်းနဲ့ဟုတ်လားအဲ့တော့ပฏิပူဇိကာရတဲ့အခွင့်အရေးနဲ့တို့ရွာကဒကမတွေဒကာတွေရတဲ့အခွင့်အရေးတူးနေတယ်နော်ဒါလေဂုံယူရမှာပဲအဲ့တော့ပฏิပူဇိကာဒကမကနေ့တိုင်းပါလောင်းစွမ်းလောင်းတယ်တဲ့သူစားတဲ့ထမင်းနဲ့သူတို့စားမဲ့ဟင်းနဲ့ကြံဖန်အပူပါလို့ဘူးတန်ဃာတွေမို့ဟင်းမကောင်းမာကြောက်လို့ကောင်းတာရှာဖွေချက်ထားတာလည်းမရှိဘူးတက်နိုင်ရင်တော့ကောင်းတာပေါ့ကိုငပိရင်နဲ့စားရင်သူပါနဲ့လှုပ်ငပိရင်နဲ့လှူတာအဲ့တော့မိဘအိမ်နေကလေးကအမျိုးဘဝတဲကအိမ်အောင်ကြသက်တမ်းစစ်နေသားသမီး4ယောက်နဲ့အသက်တရားနေသေတဲ့အထိဘာလောင်းခဲ့စွမ်းလောင်းနေတဲ့ပြောဘာလောင်းလဲအဲ့ဒီစွမ်းလောင်းခြင်းကုသိုလ်ကိုသူကဘာလို့လုပ်တာလဲလို့မေးရင်သူလိုချင်တာတစ်ခုရှိတယ်သူလိုချင်တာဘယ်နှခုလဲအဲ့ဒီသူလိုချင်တဲ့အရာကတခြားမဟုတ်ဘူးလင်ဟောင်းနဲ့ပြန်နေချင်တာဘာနဲ့ဘယ်နည်းနဲ့ရိုင်းသွားလားမသိလင်ဟောင်းနဲ့ပြန်နေချင်တာသူ့မှာပြိဿရဲ့အဲ့ဒီဒကမမှာဇာတိတ်တရညံဆိုတာမွေးကလေးကပါလာတယ်တဲ့ပြောပါညံလဲဇာတိတ်တရညံဆိုတာအတိတ်ဘဝမှာဘာလုပ်ခဲ့တယ်ဘာဖြစ်ခဲ့တယ်ဘယ်သူနဲ့နေခဲ့တယ်ဟောဒီခေတ်မှာလည်းရှိတယ်လေလူဝင်စားလေးတွေပြန်ပြောတယ်မြင်ဘူးတယ်မဟုတ်လားလူဝင်စားလေးတွေပြန်ပြောတယ်သူဘယ်ဘောမှာဘာဖြစ်ခဲ့တာဘယ်ပစ္စည်းတွေဘယ်နားမှာထားခဲ့တာသူညီကောင်တော်မဘဇူနဲ့ပြောတာတွေကြုံဘူးလားမကြုံဘူးလားအဲ့ဒါဇာတိတ်တရညံလို့ခေါ်တယ်ပြောပါညံလဲဘာညံလဲဦးဇင်းတို့ဒကာတော်မတွေလည်းအဲ့ဒီညံတွေပါတယ်မြန်ရှိနေကြတာဦးဇင်းတော့မရှိဘူးမနေ့ကအကြောင်းတော့မေ့သွားလို့အရင်ဘဝမပြောနဲ့မနေ့ကကိစ္စတွေတောင်မှဒီနေ့လာမေ့အဲ့တော့ပြိဿရဲ့ဇာတိတရညံပါတော့သူကပြန်ကြည့်တယ်ငါဘယ်ဘဝလာတာလဲငါအတိတ်ဘဝကဘယ်သူနဲ့နေခဲ့တာလဲအဲ့တော့သူရဲ့ညံနဲ့ပြန်ကြည့်လိုက်တော့သူကတာဝရိန္ဒာကစင်းသက်လာခဲ့ရတဲ့နတ်သမီးတဲ့တာဝရိန္ဒာနတ်သမီးဘဝကနေသေလွန်ပြီးတော့မှသာဝတိလူပြည်မှာဘာလာဖြစ်တာလူလာဖြစ်အဲ့ဒီတာဝရိန္ဒာမှာသူ့ရဲ့လင်ဟောင်းနတ်သားကြီးရှိတယ်ဘာဟောင်းကြီးလဲနာမည်ကမာလာဘူရိတဲ့ပြောဘယ်လိုလဲဟဲ့ဘယ်လိုလဲဟဲ့sorry မာလာဘာရီတဲ့ဘယ်လိုလဲဟဲ့မာလာဘူရိဆိုတော့ကလားနာမည်ဖြစ်သွားမာလာဘာရီပြောဘယ်လိုလဲသူ့ရဲ့လင်ဟောင်းနတ်သားကြီးတာဝရိန္ဒာမှာအမတန်ချစ်တာတဲ့ဟိုကောင်ဟိုနတ်သားကတပတ်900နတ်သမီးတပတ်900နှစ်ပတ်ပေါင်း1000အဲ့ဒီ1000ထဲမှာမှသူ့ကိုအချစ်ဆုံးတယ်အဲ့တော့သူကလည်းဒီလင်ယောက်ျားကြီးကိုနတ်သားကြီးကိုအင်မတန်ချစ်တယ်မနေရလို့နတ်သက်ကြွေနတ်ပြည်ကသေတော့လူပြည်ရောက်လာဇာတိတရညံနဲ့ပြန်ကြည့်တော့လင်ဟောင်းနတ်သားကြီးထံပြန်သွားခြင်းတယ်တဲ့ဘုရုထံပြန်သွားခြင်းလားတခါလဲတို့တွေကနေတာနေရတာနော်တနေရာပြန်ခြင်းနေတာဟုတ်လားအဲ့တော့ပြိဿရဲ့သူကအဲ့ဒါဘုရားသာသနာနဲ့ကြုံတော့စုံစမ်းတယ်အမြဲမပြတ်တရဇက်ကုသိုလ်တစ်ခုခုလုပ်ရင်ကိုတောင်းတတဲ့ကိုပြန်နေခြင်းနဲ့နတ်ပြည်ကိုပြန်ရောက်နိုင်သလားလို့သူကစူးစမ်းလိုက်တဲ့အခါကျတော့ကုသိုလ်တစ်ခုဘုရားသာသနာမှာအာစိဏကံပြောပြန်ပြောဘာအကြောင်းနဲ့မှအပြတ်မခံတဲ့ကုသိုလ်ဒါတို့မိုက်တို့ရှိသိနေနော်အခုလိုမန္တထိုအလူကြီးတွေမပေးနိုင်ရင်တော့သားကိုရှင်မျိုးသမီးနာတာသိက္ခာထအလူတွေမလုံနိုင်ရင်တော့နေစဉ်နဲ့အမြဘာအကြောင်းနဲ့မှအပြတ်မခံထားတဲ့ဘာအကြောင်းနဲ့မှမပြတ်ခဲ့တဲ့ဘာကံအာစိဏကံပြောပြန်ပြောရှိသင်လားမရှိသင်လားရှိသင်လားမရှိသင်လားရှိကြပါရှိအောင်ကြိုးစားပါဘုန်းကြီးကျောင်းမရောက်ချင်နေပါ
ဟုတ်လားဥပုပ်ကြောင်းနေမသွားနိုင်ရင်နေပါတရားစခန်းဝေးပြီပေါ့အဲ့ဒါလို့ကုသိုလ်တွေမလုံနိုင်ရင်နေပါကိုယ်အိမ်မှာကိုနေရင်းနဲ့ဘာအကြောင်းကြောင့်နဲ့မှမပြတ်တဲ့ဘာကံကုသိုလ်ကြိုက်တာလို့စွမ်းလောင်းတဲ့ကုသိုလ်လုံးမလားဘုရားရှိခိုးတဲ့ကုသိုလ်လုံးမလားပဋိစိတ်တဲ့ကုသိုလ်လားဂုဏ်တော်ပွားတဲ့ကုသိုလ်လားမေတ္တာပွားတဲ့ကုသိုလ်လားကြိုက်တာလို့ကုသိုလ်ဆိုပြီးရောပြောပါဆိုပြီးရောဒါပေမဲ့ဘာကံတော့ဖြစ်ရရှိလားဟဲ့ကိုပြန်မေးနော်ရှိသင်လားမရှိသင်ဘူးလားဘယ်တော့မှကြီးတော့ဒီအရွယ်ရောက်မှမရှိရင်တော်တော်လို့ရာကျိုးမနှက်တော့ရှုံးပြီဟုတ်လားအာစိတ်နကံဘာအကြောင်းကြောင့်နဲ့မှအပြတ်မခံသဘောပေါက်လားဒီလောက်ပြောဒိုလူတွေသဘောပေါက်ပါတယ်နော်အဲ့တော့အဲ့ဒီကုသိုလ်တွေဒုမိသားစုတွေလူတိုင်းမှာရှိသင်လားမရှိသင်လားအဲ့ဒီကုသိုလ်တစ်ခုခုရှိရင်ဆုတောင်းပြည့်တယ်ပြောပါပြည့်လေပြောပါပြည့်လေအဲ့ဒါပဋိပူဇိကဒကမကသူသိတယ်အဲ့ဒါနဲ့ပရိသတ်ရေဘုရားသာသနာမြန်ပြောနေတိုင်းစွမ်းလောင်းနေတဲ့ဘုရားနဲ့သံဃာတွေကြွလာသမျှနေစဉ်မပြတ်တရဇအာစိဏကံပါအကြောင်းတွေမှာပြတ်မခံတဲ့စွမ်းလောင်းခြင်းနိဗ္ဗတကုသိုလ်အာစိဏကံကုသိုလ်ကိုပရိသတ်ရေသူတတလုံးဝမပြတ်ကုသိုလ်တွေလုံးပြီးတော့ကုသိုလ်လုပ်ပြီးတိုင်းသူဆုတောင်းတယ်တာဝရိန္ဒနတ်ပြည်မှာလင်းယောက်ျားနတ်သားအဟောင်းထံပြန်၍ခါစားပါရစေသူဆုတောင်းဒါသူလိုချင်တာတောင်းတာလေအပြည့်တော့မပြောနဲ့သူလိုချင်တာကိုဟုတ်လားသူတော်ကောင်းတွေကတော့နိဗ္ဗာန်သာပစ္စယောဟောတုဘာပဲတောင်းနိဗ္ဗာန်ပြောဘာပဲတောင်းလဲဒါပေမဲ့ဒီအမျိုးသမီးကတော့ဘာတောင်းလင်းဟောင်းနဲ့ပြန်နေပါရစေသူကြိတ်ပြီးတော့ဆူတောင်းတာအေးလေကြိတ်ဆူတောင်းမှာပေါ့အင်းရှိစွမ်းလောင်းအိမ်ထဲပြန်ဝင်လာဒါကြီးအော်ဆူတောင်းလဲရန်ဖြစ်မှာကိုအသက်ကငေါ့တုတ်ကြီးလေသူကြိတ်ပြီးတော့မလုပ်တာဆူတောင်းတယ်ဥသိမ့်နိုင်ရေကြိတ်ဆူတောင်းတာတွေရှိသေးလားတက်နိုင်ဘူးငါလည်းရန်တိုက်ပေးရမှာပဲဟုတ်လားအဲ့တော့လကေတီလည်းရှိရင်ရှိမှာပဲသူ့အကြိုက်ကိုယ်အကြိုက်တူရဲ့လားဟဲ့အဲ့ဒါနဲ့မြန်ပြောပြိဿရဲ့သာဝတိမြို့မှာလူဖြစ်နဲ့လူဘဝရောက်အမျိုးသမီးတဦးအနေနဲ့အိမ်တော်နေကြသားသမီးတွေ၄ယောက်နဲ့နေတက်တန်းဘလောက်စောစောက100တိနေတော့သူသေတယ်ပေါ့ဗျာသေတဲ့ခါကျတော့အဲ့ဒီကုသိုလ်ကြောင့်ပဲစောစောကတာဝရိန္ဒနတ်ပြည်မှာလင်းယောက်ျားအဟောင်းနတ်သားကြီးထံမှာမယနတ်သမီးအဖြစ်သွားပြန်ဖြစ်တယ်ဆူတောင်းပြေးလားမပြေးဘူးလားစေရီပထိုးမှာသွားဆူတောင်းတာဟုတ်ရဲ့လားရရခြေတာလားဟုတ်ရဲ့လားဟဲ့ဘယ်ဘုရားမှာဆူတောင်းခဲ့တာမဟုတ်ဘူးကုသိုလ်လုပ်၍ဆူတောင်းတာပြောပါလေပြန်ပြောလင်းလိုခြင်းလို့ကုသိုလ်လုပ်တာတော့ပြည့်တယ်ဆိုရင်လေသင်တွေးကြည့်တာငါတို့လင်းလည်းမလိုခြင်းဘူးမယားလည်းမလိုခြင်းပဲနဲ့ငါတို့လုပ်နေတဲ့ကုသိုလ်ဘယ်လောက်ပြည့်မလဲလို့အဲ့ဒါလေးတွေးပြီးတော့ကိုယ့်ကိုပြုံးမိတယ်ဟိုကောင်မဘာလိုခြင်းလို့နည်းနည်းရိုင်းသွားလားနည်းနည်းခိုင်ပฏิပူဇိကသာဝတိမျိုးကဒကမဘာလိုခြင်းလို့နေ့တိုင်းစွမ်းလောင်းတာမနေ့ကငါလည်းရွာတဲ့ဆွမ်းကထွက်တယောက်ချင်းစီမေးမယ်နော်တယောက်ချင်းစီမေးမယ်ဘာလိုခြင်းလို့လဲဘာလိုခြင်းလို့လဲဘယ်နဲ့ရောက်တောင်လဲမေးမယ်မနေ့ကဆွမ်းကထွက်မယ်ခတ်တာကကိုယ်ကလည်းဇာတိတရညင်လည်းမပါနော်အဲ့တော့ဦးဇင်းတွေးကြည့်တယ်ဩဒုဒကရမတွေဘာအကျိုးကုန်မှမျောကိုပြီးတော့လုပ်နေတာမဟုတ်ဒီကနေ့ဘုရားကျောင်းကဇေဒီပထိုးလှူနေကြရရွာလန္တရာတွေလှူနေကြတယ်အမျိုးမျိုးသောကောင်းမှုကုသိုလ်တွေဒီကနေ့ဟောဒီမိသားစုတွေလှူလားမလှူဘူးလားတခြားလိုချင်တာပဲရှိရင်ရှိမယ်လင်းလိုချင်တာပါလားဟိုမှာလင်းလိုချင်လို့လှုပ်တဲ့ကုသိုလ်တောင်ဘာဖြစ်သွားသေးလဲပြည့်သွားသေးတာဗျာဒ
တို့တခြားစုနဲ့လှုပ်တဲ့ကုသိုလ်ဘာကိစ္စနဲ့မပြည့်ရမှာလဲကုသိုလ်ရဲ့တန်ဖိုးကိုဒီလိုလဲသိရမယ်နော်အဲ့တော့ဦးဇင်းကဖះရှိခိုးဂုံတော်ဘွားညဘက်ပဋ္ဌာန်းရုံရင်အေးလင်လိုချင်တဲ့ကောင်မတော်ပြည့်သေးတယ်ငါဘာမှမလိုချင်ဘူးပြည့်မှာဟုတ်လားအဲ့တော့နာမည်ကပฏิပူဇိကာတဲ့လင်လိုချင်တာအခုတော့သေချာပြီးအသက်100နေရောက်သွားရတယ်သူလွတ်ပြီမှာဘဲပြန်ရောက်သွားဆူတောင်းပြည့်သွားတယ်ဗျာကျဉ်ကျန်ဗမန်တီဆူတောင်းအဲ့တော့အဲ့ဒါကပြိဿရေပစ္စုပန်ဆက်အတိတ်ဆက်ကိုသွားကြည့်တော့သူလဲပြန်ရောက်တော့ပန်းဥယျင်ကြီးထဲမှာအဲ့ဒီသူလင်ဟောင်းနတ်သားကြီးကကလေးထိုင်ကြီးနဲ့ထိုင်ပြီးတော့သူ့ဘေးနားမှာနတ်သမီး900သူ့ဘေးနားမှာနတ်သမီးဘယ်လောက်အဲ့ဒါသူ့ဘေးနားမှာမြေပြင်းမှာအဲ့ဒီပန်းပင်ရဲ့အပေါ်မှာတစ်ဂိုင်းတွေမှာတက်ပြီးတော့ပန်းတွေချွေချနေတာနတ်သမီးက900နတ်သမီးကဘယ်လောက်တော်ဟန်ကြနော်တစ်ပင်ပေါ်မှာနတ်သမီးသူ့ဘေးနားမှာကအိုးအဘောက900ချွေချကြလာတဲ့ပန်းတွေကိုအောက်က900ကသီးပြီးတော့နတ်သားကိုမလုပ်ရဘယ်လောက်စိန်လဲဟမ်အောင်ကိုဘယ်ရောက်ပါဘယ်လောက်စိန်လဲလို့အဲ့ဒါတွေမြင်ငါသူ့ပဲမြင်မျက်လုံးနဲ့မြင်ပြီးဘယ်သူမှမမြင်ဘူးအဲ့တော့ပြိဿရေအပေါ်900အောက်900နဲ့ပန်းဥယျာဉ်ထဲမှာပျော်မျိုးနေတဲ့နတ်သားကြီးမျက်လုံးနဲ့မြင်လားတဖြီးနဲ့နေမှာပေါ့ဗျာဟုတ်တယ်လေဦးဇင်းတို့တွေကဤတွေမှာဤတွေတော့မှတယောက်သေးတောင်ဒီလောက်မန္တတိုင်တွေထူးနေတဲ့ဥစ္စာကိုဟိုမှာ900တဖြီးနဲ့နေမှာပေါ့ဒါပေမဲ့ပြိဿရေအပေါ်တစ်ပင်ပေါ်ပန်းတွေချွေချနေတဲ့900တဲကနတ်သမီးတယောက်နတ်သက်ကုံကျွေနတ်ပြည်ကသေပြီးတော့စောစောကလူသွားဖြစ်တာပฏิပူဇိကာတဲ့အဲ့တော့လူပြည်မှာလူဖြစ်တဲ့အချိန်တန်ရွယ်ရောက်အိမ်အောင်ကြစောစောပြောတယ်သားသမီး4ယောက်နဲ့တက်တန်းဘလောက်နေသွားဖယားသာသနာကုသိုလ်တွေလှုပ်ပြီးတော့စွတောင်းပြည့်တယ်လင်လိုချင်တဲ့ကောင်မအဲ့တော့လင်ကြီးနဲ့ပြန်တွေ့တယ်ဟိုမှာပန်းနေချွေတော့တဲ့ဟိုမှာပန်းနေသိတော့တဲ့ကြည်စမ်းဒီမှာလူပြည်မှာတက်တန်းဘလောက်မလေးတို့တော်တော်ရှိပြီထင်တာနော်အသက်တို့တော်တော်ကြာပြီထင်တာနော်တခါတခါဘုန်းကဒီရွာရဲ့တချို့အကြောင်းလေးတွေမသိလို့တခါကြီးတွေမေးဟာရှင်များတဲ့တပည့်တော်ငယ်လေးတွေရတယ်အခုအသက်80ကျော်နေပြီတဲ့အမဟုတ်လားအသက်80ကျော်တာကိုတို့ကအကြာကြီးလို့ထင်တာအသက်100နေရလေတို့ကအရှိကြီးလို့ထင်လားမထင်ဘူးလားအဲ့တော့ပฏิပူဇိကဒကမကအမျိုးသမီးကဒီမှာအသက်100နေပြီးတော့တို့တွေလိုပဲကာမဂုဏ်တွေနဲ့ပျော်ပါမိသားစုတွေနဲ့နေသွားဒါပေမဲ့သူ့မှာထူးခြားတာတကူကတော့ဘာကံကုသိုလ်အာစိဏကံကုသိုလ်ပြန်ပြောအဲ့ဒါလေးမမေးနဲ့နော်အဲ့ဒါလေးမမေးနဲ့ဘုံမှာလင်းလိုချင်တာမတုရင်မတုနဲ့အာစိဏကံကုသိုလ်လေးပြုတ်သွားတာတော့ဘာလို့တုဒါလေးပြောပါတယ်နော်အဲ့တော့သူနတ်ပြည်ကိုပြန်ရောက်တာဝရိန္ဒနတ်သမီးပြန်ဖြစ်တော့ဟိုမှာပန်းတီလို့ပြီးပြီလားပန်းခုလို့ပြီးပြီလားပန်းညံထဲမှာပဲရှိသေးတယ်ဘုံမိတ်မှန်တော့မပြန်သေးဘူးအဲ့တော့ပြိဿရေပြောမယ်လူပြည်အနှစ်100နဲ့တာဝရိန္ဒကနတ်သက်နဲ့ရှင်လိုက်ရင်တာဝရိန္ဒနတ်ပြည်မှာတရက်နဲ့တညတဲ့ဟောတို့လူပြည်မှာအသက်ဘယ်လောက်100တာဝရိန္ဒနတ်ပြည်မှာကတရက်နဲ့တညအလှဝင်မနဲ့ထွက်အဲ့ဒါလူပြည်အသက်100ပဲကဲကွာလားမကွာဘူးလားဒါကြောင့်မလို့လူလောကကြီးအကြာကြီးလို့မထင်နဲ့တဲ့အကြာကြီးလားခဏလေးလားပြောအကြာကြီးလားခဏလေးလားအဲ့ဒါနဲ့ဘွားကနန်းပြန်ရောက်လာနတ်သမီးတယောက်ပြန်ရောက်လာတော့ဟာညီစောစောကဘယ်သွားလိုက်တာတော့ဟောဟိုနကျင်ငယ်သွားဆုံးသလိုလိုမုတ်ထွက်ဝယ်စားသလိုဒီလောက်လေးပျောက်သွားတာအဲ့ညီဘယ်သွားတာလဲဒီလိုဒီကြောင်းပဲနတ်သက်ကြွေသွားတာဘယ်သူမှမသိလိုက်ဘူးဟုတ်လားအဲ့ဒါနဲ့နတ်သားကခေါ်မေးတယ်ဒါစမ်းမအောင်နတ်သက်ကြွေသွားတော့နင်ဘယ်ဘဝရောက်သွားတော့
လူပြည်ရောက်သွားတယ်ဖြစ်ကြောင်းကုန်စင်အကုန်ပြောပြလူပြည်မှာအသက်တန်းစိတ်အနှစ်တရာနေခဲ့ရတယ်အိမ်အောင်ရသားကြအိမ်အောင်ကြမိသားစုများစွာနဲ့ဘုရားသာသနာနဲ့လည်းကြုံခဲ့တယ်သူပြောပြအဲ့တော့ပရိသတ်ရေအဲ့ဒီနတ်သားကမေးတယ်ဥဒါဟုဒါနာနိပုံညာနိကရွန်တိတိဂိဝတေထသာမိဘုနတမိရေတဲ့မင်းနတ်သားကျွေလူပြည်သွားပြီးတော့လူအဖြစ်နဲ့အတ္တတရားနေကြရတာဆိုတော့လူတွေနဲ့တော်တော်ကြာအောင်နေကြရတာပဲအဲ့ဒီလူပြည်မှာလူသားတွေဟာကောင်းမိုးတွေလှုပ်ပြီးတော့နေကြတာလားဓမ္မမဟုတ်မကောင်းမိုးတွေလှုပ်ပြီးတော့နေထိုင်နေကြတာလားဓမ္မမဟုတ်ကာမဂုဏ်တွေနဲ့ပျော်ပါပြီးတော့နေကြတာလားနတ်သားကမေးတယ်နတ်သမီးကိုအေးတဲ့နင်လူပြည်သွားတယ်ငါတို့တော့လူပြည်မရောက်ဘူးသေးဘူးတဲ့လူပြည်ကလူတွေဘလို့နေကြလဲဟောဘလို့မေးတာလူပြည်ကလူတွေဘလို့နေကြလဲအကယ်၍အဲ့ဒီနတ်သမီးကသာရှမ်းရွာရောက်လာရင်နတ်သားထံပြန်ရောက်နတ်သားကမေးမှာရှမ်းရွာကရွာသားတွေရွာသူတွေဘလို့နေကြတော့အစဉ်ရောပြေကြလားမေးမှာအဲ့တော့နတ်သားကမေးတယ်လူပြည်ကလူတွေဘလို့နေကြလဲအဲ့ဒါလိုမေးတဲ့အခါကျတော့ပြိဿရဲ့နတ်သမီးဖြေတဲ့စကားလုံးကိုပြောချင်တာအဓိကကဩဘောဒေဝဗုဒ္ဓဩအမောနတမနုဿာနံလောကေမနုဿလောကေလူပြည်လူလောကကြီးမှာမနုဿလူတွေဟာအသင်ချေယံမယေမတွက်နိုင်တဲ့အတိုင်းအတာပမာဏမရှိတဲ့အာယုံအတ္တကိုကဟိတဝါယူပြီးတော့ပပတဝိယဘယ်သောအခါမှမသေးကြတော့မဲ့အတိုင်းပဲနတ်သမီးကသူမြင်သွားတာသူကြုံသွားတဲ့အတွေ့အကြုံကိုနတ်သားကြီးကဘာလုပ်နေတာပြောပြလူပြည်ရဲ့အနှစ်သက်တမ်းတရားဟာကျမတို့နတ်သက်ရဲ့တညနဲ့တရက်သာရှိတော်လည်းပဲအဲ့ဒီလူပြည်မှာနေကြတဲ့လူသားတွေဟာမနုဿလူတွေဟာအသင်ချေရမရေမတွက်နိုင်တဲ့အာယုန်သက်ကိုဂေတဝါယူပြီးတော့ပပတဝိယမသေးကြတော့မဲ့အတိုင်းဝိဟရတိနေကြလေကုန်၏လူတွေဟာဘာမဖြစ်ကြတော့မဲ့အတိုင်းနေကြတယ်မသေးကြတော့မဲ့အတိုင်းနေကြတယ်နိဗ္ဗတဝိယမသေးကြတော့မဲ့အတိုင်းပဲတဲ့ပမတ္တပမာဒဖေစီကာမဂုဏ်အားတွေကြီး၍ပမာဒမိနေကြတယ်တဲ့လူပြည်မှာနေတဲ့လူတွေဟာသေဖို့မိနေကြတယ်ပြောပါဖို့မသေးကြတော့မဲ့အတိုင်းပဲတဲ့အတ္တတွေမရေမတွက်နိုင်အောင်ရထားတဲ့အတိုင်းပဲတဲ့အသင်ချင်းမရေမတွက်နိုင်တဲ့အာယုန်သက်ကိုဂေတဝါယူ၍နိဗ္ဗတဝိယဘယ်သောအခါမှမသေးကြတော့သလိုပဲပမတ္တပမာဒဖိစီကာမဂုဏ်အာကြီးကြ၍ဝိဟရတိနေကြလေကုန်၏လူတွေဟာပြိဿရဲ့လူသက်တန်80 90 100ဒါကအလွန်ကျွံတွက်ထားတာတကယ်ကြတော့ပြိဿရဲ့ဒီခေတ်မှာ80နေရအတော်အသက်ကြီးပြီနော်ဟုတ်လား80ကျော်90ဆိုရင်တော်တော်ကိုဒါဖိုးသက်ရှည်ဖွားသက်ရှည်ဖြစ်သွားပြီတရားဆိုတာရှိသေးလားပြိဿရဲ့တရားဆိုတာရှိသေးလားတရားအပြည့်နေရတာတောင်မှတာဝရိန္ဒမှာဘယ်နှရက်နဲ့ဘယ်နှညလဲကဲ50ကျော်နဲ့သိရင်ဟိုမှာထမင်းစားတော့နေမှာဟုတ်လားတို့မြန်30ကျော်နဲ့သေလို့40ကျော်နဲ့သေလို့50ကျော်60လောက်နဲ့သေရင်တော့ဟိုမှာနေတော့မွန်ကိုမတတ်သေးဘူးသဘောပေါက်လားပြောကျင်တာပမာဒဖိစီကာမဂုဏ်အာကြီး၍မနုဿလူရိယာမနုဿလောကေလူပြည်မှာဝိဟာရတိနေကြပါတယ်အမောင်နတ္တာလူရိယာပမာဒဖိစီပြီးတော့ကိုယ်တော်မလုံးပဲနဲ့အကုသိုလ်တွေကာမဂုဏ်တွေနဲ့ပျော်ပါပြီးတော့ကိုယ်အတ္တကိုပြန်တတိမရပဲမိမိရော့ရော့နဲ့မသေးကြတော့
မသေးကြတော့မယ်အတိုင်းပဲနေကြတယ်စားဖို့ရှာရင်သွားဖို့လုပ်ရင်နေဖို့လုပ်ရင်ဒီစေဝါရေးလူမှုရေးလုံးချပတ်ချတွေလိုက်ပြီးတော့တို့တွေဘာဘုံမိတ်သေဘုံမိတ်ဟုတ်တယ်ပြောဘာဘုံမိတ်နေတာသေဖို့တွေးတဲ့သူရှိလားနေဖို့ပဲတွေးတာဒီနေ့ငါတို့ဒီလိုနေမယ်လာမနေ့ဘလို့လေးနေမယ်ဒီနေ့ငါတို့ဒါနဲ့စားတယ်မနေ့ပြန်ဘာနဲ့စားမယ်ဒီအလိုဝဲမှာဒါလေးဝတ်တယ်နောက်လိုကြရင်ဘာဝတ်မယ်သဘောပေါက်လားသေဖို့ပါလားဒီကိုယ်လည်းမပါဘူးဒီပွဲပြီးဒီတရားဟောပြီးနောက်ပွဲနောက်တရားဟောမယ်ဟောနောက်နေ့ညပွဲကြရင်ဘာတရားဟောမယ်ဟောဖို့ပဲတွေးတယ်သေဖို့တွေးလားမတွေးရဘူးတွေးရတာလားမတွေးရတာလားဒါကြောင့်မလို့နန္သမီးကပြောတာမနုဿာနံလူရိယပမတ္တပမာဒပိစီကာမဂုဏ်အားတွေကြီး၍လူပြည်မှာဝိဟရတိနေကြတယ်နောက်တကမနုဿာလူရိယမနုဿာလောကေအဲ့ဒီလူပြည်မှာပမတ္တပမာဒပိစီကာမဂုဏ်အားကြီးကြ၍ဇရာအဇရာဝိယမအိုကြတော့မဲ့အတိုင်းပဲဝိရတိနေကြတယ်အမောင်နတ်သာမအိုကြတော့မဲ့အတိုင်းပဲတဲ့အိုလာတာလည်းသတိမထားဘူးထားလားမထားဘူးလားမထားမိဘူးတပြေးတပြေးနဲ့ခန္ဓာကိုယ်ကြီးအိုးလာတာလည်းသတိမထားဘူးမိနောက်တကပရိသေယေအမရဏဝိယမသေးကြတော့မဲ့အတိုင်းဝိဟရတိမိမိရောရောပေါ်ပေါ်ဆဆနဲ့လူပြည်မှာလူတွေနေတာများတယ်တဲ့ကာမဂုဏ်နဲ့နေတဲ့သူများတယ်ပြောပါနဲ့နေတဲ့သူဘာနဲ့နေတဲ့သူကာမဂုဏ်ကင်းပြီးတော့နေတဲ့သူရှားတယ်အမောင်နှသားရေတဲ့လူတွေဟာမိမိရောရောနဲ့သွားရင်လာရင်စားရင်တောက်ရင်လည်းပဲနေကြတယ်တဲ့တတိလက်လွတ်ကိုနေကြတာတဲ့ဘာကိုနေကြတာသဘောပေါက်လားအဲ့တော့ဘုန်းတော်တဲ့တွေသတိထားရမယ်တက်တန်းနေတူလားမတူဘူးလားတက်တန်းကတူတရားအရေးခိုးတဲ့ပြောပါလေတက်တန်းကတူလားမတူဘူးလားအဲ့တော့ဘာအရေးခိုးနိုင်မှတော်ကကြတတိထားပါသူငါအလုံးသေကြမှာသေတဲ့တနေ့ကြမှာတော့ရက်ကန်ဟိုဆွဲဒီဆွဲကူရကေရမဲ့ရဘယ်သူပဲခံရမှာကိုပဲခံရမှာသဘောပေါက်တယ်နော်အဲ့တော့ပြိဿရေဒီတရားဘယ်ရထွက်သွားတာလဲဆိုတော့အတုယူပြီးတော့ရှင်မတိုက်တဲ့နံပါတ်1ပုဂ္ဂိုလ်ဥစ္စာရှိ၍အပျော်မမတ်သူပြန်ပြောပါဦးပြန်ပြောကြည့်ပါဦးနံပါတ်1စင်းတဲ့တို့ဝင်ဖို့လွယ်ရဲ့လားမလွယ်ဘူးဒါပေမဲ့ကြိုးစားဖို့တော့လိုလားမလိုဘူးလားနောက်နံပါတ်2အတုယူ၍ချီးမွန်ထိုက်တဲ့ပုဂ္ဂိုလ်ဟာအာနာရှိ၍အနိုင်မယူသူဟောနံပါတ်2အတုယူစရာကောင်းပြီးတော့ချီးမွန်လိုက်တဲ့ပုဂ္ဂိုလ်ဟာဘယ်လိုလဲအာနာရှိ၍အနိုင်မယူသူအာနာဆိုတာလုတ်ပိုင်ခွင့်ကိုပြောတာနော်အာနာဆိုတာဘာလဲလူတွေကလုတ်ပိုင်ခွင့်အာနာရှိလာပြီဆိုရင်အနိုင်ယူတဲ့သူကများလားမများဘူးလားများတယ်ငါလုတ်ရင်မင်းဘာဖြစ်သွားမလဲသိတယ်မဟုတ်လားဆိုတာရှိလားမရှိဘူးလားအဲ့တော့အာနာရှိပြီးတော့အနိုင်မယူတဲ့သူကိုအတုယူပြီးတော့ဗာထိုက်ချီးမွမ်းထိုက်တယ်တဲ့အဲ့တော့ကိုယ်တိုင်လုတ်ပိုင်ခွင့်တွေရှိလာတဲ့အခါကိုယ်တိုင်အာနာတွေရလာတဲ့အခါကိုယ်ပတ်ဝန်းကျင်ကိုဘာမယူဖို့လိုလဲအနိုင်မယူဖို့လိုတယ်ပြောဘာမယူဖို့သဘောပေါက်တယ်နော်အာနာလို့ပြောရင်ပြိဿရဲ့သမရဖြစ်မှမြို့နယ်မှုဖြစ်မှမဟုတ်ဘူးလုတ်ပိုင်ခွင့်ရှိရင်အဲ့ဒါအာနာပဲလုတ်ပိုင်ခွင့်ရှိရင်ပါလေအေးဒါကြောင့်လောကကြီးနံပါတ်1အတုယူစရာကောင်းပြီးတော့ချီးမွမ်းထိုက်တဲ့နံပါတ်2ပုဂ္ဂိုလ်ကပါလေအာနာရှိပြီးတော့အနိုင်မယူသူတို့ဖြစ်အောင်ကြိုးစားဖို့လိုလားမလိုဘူးလားတကယ်၍တို့တွေအသီးသီးမှာလောပိုင်ခွင့်နေအနေနဲ့များကိုစီတွေရှိလာရင်ကိုပတ်ဝန်းကျင်ကိုဘာမယူပါနဲ့
ပြောပြောပါမယူပါနဲ့နောက်နံပါတ်3အတူယူစရာကောင်းပြီးတော့ရှင်မွန်ထိုက်တဲ့ပုဂ္ဂိုလ်ကပညာတက်၍မခတ်ထန်သူပြောဘယ်လိုလဲပညာတက်၍မခတ်ထန်သူတဲ့ပြန်ပြောပါဦးလောကကြီးပညာတက်လာရင်အဲ့ဒီပညာကြောင့်မန်တက်တဲ့သူတွေများလားမများဘူးလားပညာဥပနိတယမာနံဇဗ္ဗေတိဒိဋ္ဌိင်္ဂနာတိဟောပဋ္ဌာန်းပစ္စည်းမှာပဋ္ဌာန်းမှာပါတယ်ပညာကိုဥပနိတယအကြောင်းပြုပြီးတော့မာနံဇဗ္ဗေတိမာနတွေထောင်လွှားတတ်တယ်ပညာတော့တတ်တယ်တဲ့ဒီပုဂ္ဂိုလ်ဟာဒါပေမဲ့ဘာမှပြဖို့မခတ်ထန်ဘူးမမောက်မာဘူးကာရဝတရားနိဝါဒတရားရှိတယ်ကာရဝတရားဆိုတာကအယုအသေးပေးတာနိဝါဒတရားဆိုတာကကိုနှိမ့်ချတာကိုဘာလုပ်တာကိုနိဝါဒအယုသေးပေးရင်ကာရဝပြန်ပြောအယုသေးပေးရင်ကာရဝကိုနှိမ့်ချရင်နိဝါဒကာရဝဇာနိဝါဒောဇာတန်တုဋ္ဌိဇာကတိညုတာဆိုတာမင်္ဂလာသုံးမှာလာတယ်အဲ့တော့ကာရဝတရားရှိတယ်နိဝါဒတရားရှိတယ်ပညာမှန်မမောက်ဘူးတဲ့ဒီနေ့လောကကြီးဘုန်းတို့လောကကြီးတော့ပညာနည်းနည်းတက်ရင်နည်းနည်းမှန်ရှိလားမရှိဘူးလားဟောနည်းနည်းလားများလားအဲ့တော့အခုအတူယူစရာကောင်းပြီးတော့ရှင်မလိုက်တဲ့ပုဂ္ဂိုလ်ကတော့ဘာနဲ့တူလဲလို့မေးရင်အစံပြည့်နေတဲ့ဇဗနံလိုပဲကာရဝနိဝါဒတရားထားပြီးတော့လောကမှာနေတယ်တဲ့ကိုသိရင်တောင်မှပတ်ဝန်းကျင်ကလက်မခံဘူးဆိုရင်မသိသလိုမျိုးနေတယ်တဲ့ဟောကိုတက်ရင်တောင်မှပတ်ဝန်းကျင်ကလက်မခံဘူးဆိုမတက်သလိုမျိုးနေတယ်တဲ့တချို့ကအဲ့လိုမဟုတ်ဘူးကိုကလက်မခံပါဘူးဆိုမှမရဘူးတတ္တာတွေထုတ်ပြောသိတာတွေထုတ်ပြောအဲ့ဒီမှာအချင်းတွေများလားမများဘူးလားရန်တွေများလားမများဘူးလားဒါကြောင့်မလို့ပရိသတ်ရဲ့နံပါတ်3အတုယူစရာကောင်းပြီးတော့ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲပညာတက်၍မခတ်ထန်သူပြောပါလေအဲ့ဒါပေါ်လျောင်ပြောရင်တော့ဈေးအောင်ဈေးကန်းဒီမှာပေါ်တာပေါ့ဟုတ်လားပေါ်လာမပေါ်ဘူးလားအနီမလည်းကြောက်ရတာပဲအပြာမလည်းဟောတန်ရှင်းရေးလည်းဟောဟိုကနေလို့ပြာလို့ကြောက်ရတာထားအောင်တပြည့်စည်းကင်ထားတဲ့သူကလည်းလာငေါက်သွားသူ့ကြည့်တော့ဘာကင်ထားလဲသဘောပေါက်လားအဲ့တော့ပြိဿကြီးလုံးပိုင်ခွင့်ရှိလာတာနဲ့လူတွေကအနိုင်ယူခြင်းကြတာပညာလေးတက်လာတာနဲ့လူတွေကဘာဖြစ်လာခတ်ထန်လာတယ်တဲ့စကားပြောတာတော့မှအပေါ်စီးကပြောတယ်ကြည့်ရင်တော့မတူသလိုမတန်သလိုကြည့်တယ်သူတော်ကောင်းလက္ခဏာဟုတ်ရဲ့လားမဟုတ်ဘူးဘယ်နှမျိုးရှိသွားပြီ3မျိုးဘယ်နှယောက်ရှိသွားပြီတို့တစ်ယောက်မှကြိုးစားနေရတယ်မဟုတ်လားဥစ္စာရှိ၍အပျော်မမတ်သူပြီးတော့ဗာလဲအာနာရှိ၍အနိုင်မယူသူပြီးတော့ပညာတက်၍မခတ်ထန်သူတဲ့ဘယ်နှယောက်ရှိသွားပြီနောက်ဆုံးနံပါတ်4ကတော့သူမကောင်းတော့လေကိုကောင်းအောင်နေသူတဲ့ပြောပါလေကိုသူမကောင်းတော့လေကိုကောင်းအောင်နေသူပြောကြည့်ပါဦးအဲ့ဒီစရင်နဲ့ဝင်ဖို့ကပိုလို့ခတ်တယ်သူမကောင်းပဲကိုကောင်းနိုင်ပါမလားဟဲမကောင်းနိုင်ပါဘူးအေးဟုတ်တယ်လေသူမကောင်းတာကိုကောင်းနိုင်ပါမလားကဲပြိတ္တပြောသမှာသူမကိုပေါ်မှာမကောင်းတဲ့လူကြီးကိုကကောင်းနိုင်ပါမလားကဲမကောင်းနိုင်မပြောတော့မဟောတော့ဟောလေကောင်းနိုင်မှာမဟုတ်ကိုပေါ်ကောင်းနေတဲ့သူတွေကိုတော့မှကိုကပြန်ပြီးတော့စောင့်နေရတဲ့အတဲ့ကိုပေါ်မကောင်းတဲ့သူကိုတော့လာမှကိုကပြန်ပြီးတော့ကောင်းနိုင်เสียအကြောင်းဒါဆိုရင်ကိုကလူကောင်းမဟုတ်ဘူးတဲ့ပြိတ္တဘာကောင်းမဟုတ်ဘူးလေအဲ့တော့စကလုံးစာလေးတစ်ခုရှိတယ်လူယုံမှာဟာသူဟုတ်တာပဲပြောတယ်တဲ့လောကမှာလူယုံမှာကသူဟုတ်တာကိုပဲပြောတယ်တဲ့သူများမဟုတ်တဲ့အကြောင်းသူများမကောင်းတဲ့အကြောင်း
သူများကိုချနေသူပဲဟုတ်တယ်သူပဲမှန်တယ်ဆိုတဲ့အကြောင်းကိုသူယုံမှာကပြောတယ်တဲ့သူယုံမှာဆိုတာဘာပြောတာသူဟုတ်တာပဲပြောတယ်ပြောကြည့်ပါဦးသူယုံမှာဆိုတာသူတော်ကောင်းကတော့သူကောင်းတာမပြောဘူးတဲ့သူတော်ကောင်းကငါဘလောက်ကောင်းတာနော်ငါဘလောက်ကောင်းတာနော်နဲ့ပြောနေရင်အဲ့ဒါဘာမဟုတ်တော့ဘူးသူတော်ကောင်းမဟုတ်တော့သူတော်ကောင်းကသူကောင်းတာကိုမပြောဘူးတိမာတောင်ကြောက်တာအဲ့ဒါသူတော်ကောင်းသဘောပေါက်လားခိုင်မိုင်တို့ကြားဖို့မှာပေါ့ဝနဝါတိတော်ရစောက်တည်တဲ့စတော်ကြီးတွေဟာတော်ထဲမှာသွားပြီးတော့ပြိဿ၄ပါးတရားဓမ္မတွေလူသူမနီးတဲ့နေရာမှာဝေးဝေးရှောင်ပြီးတော့သွားနေကြအနောက်ကလူအုပ်ကြီးတွေလိုက်ပြီးတော့ရဟန္တာကြီးဝိုင်းဖို့အဲ့ဒီဆရာတော်ကြီးကလူတွေတဏှာလို့တရားဓမ္မတွေအပတ်စဉ်လေးနဲ့အပူဇော်ခံခရော့ခံပြီးရင်ဘယ်သူမှမပြောပဲဘယ်သူမှမသိတဲ့အချိန်တခါတော့ပြန်ပြောင်းသွားလူသိမှသိကြောက်တာသူတို့ကျင့်နေတဲ့ကြံနေတဲ့အားထုတ်နေတဲ့တရားတွေကိုသူတို့ကောင်းနေရလူသူ၄ပါးသိမှကြောက်တယ်အေးထုတ်ပြောနေပြီဖော်ပြောနေပြီဆိုရင်တော့ပြိဿကြီးဘာကောင်းမဟုတ်တော့ဘူးသူတို့ကောင်းမဟုတ်တော့ဘူးကိုယ်ပဝန်းကျင်မှာကိုကအဲ့ဒီအသိနဲ့နေဖို့လိုလားမလိုဘူးလားလိုလားမလိုဘူးလားဒါဆိုရင်ပြိဿကြီးအတုယူစရာကောင်းပြီးတော့ချင်းမောတိုက်တဲ့ပုဂ္ဂိုလ်ဘယ်နှမျိုးဘယ်နှဦးလဲနောက်ဆုံးနံပါတ်၄ကသူမကောင်းတော့လဲကိုကောင်းအောင်နေသူသူဘလောက်ပဲမကောင်းကိုကဘာပြည့်အောင်နေရအတော်တော့ကြိုးစားမှာပေါ့ဟုတ်လားအဲ့ဒီလမ်းကပြိဿရေမချောဘူးဟိုသူကောင်းမှကိုကောင်းမယ်ဆိုတဲ့လမ်းကတော့ဖုန်တွေကိုထားလို့သွားတဲ့သူများတယ်ဘာတွေကိုထားလို့သွားတဲ့သူများတယ်လမ်းကြောင်းလဲမေးစရာမလိုဘူးတက်တဲ့တာသွားအမှဖုန်တာအဖော်ဒီအားကြီးပဲသူမကောင်းတော့လဲကိုကောင်းအောင်နေဖို့လမ်းကြောင်းကြတော့ပြိဿရေအဖော်ရှိခြင်းမတော့ဘာရှိခြင်းမတော့ရှိမယ်ဒါမဲ့တို့လူတွေကအဖော်မရှိရင်ပြင်းတယ်မသွားချင်တရားပွဲတော့ဗာလေးနဲ့မှအဖော်မရှိရင်ညီမမသွားငါလည်းမသွားတော့ပါအောင်တော့ဆိုပြီးတော့အိမ်ထဲပြန်ဝင်သွားဟုတ်လားညီမသွားတော့ဘူးလားအေးဟဲ့ငါလည်းတယောက်တည်းဟဲ့ဆိုပြီးအေးငါလည်းမသွားတော့ပါဘူးဟဲ့ဆိုပြီးတော့စီဝေစားဝေဆိုရင် तू ကရှိရရောက်တာဘယ်လို့မှအဖို့မဟုတ်ဟုတ်လားအဲ့တော့ပြောချင်တာစောစောက तू ကောင်းမှကိုကောင်းမယ်ဆိုတဲ့လမ်းကြောင်းကတော့ဘုံနေထလို့အဖို့တွေလည်းများတယ်ကြိုက်တဲ့ချိန်ထသွားဘုံအမှလမ်းကြောင်းကိုဖြူလို့လမ်းကြောင်းဖြူပြီးတော့ဖုံထတယ်ဆိုတာဘာဖြစ်လို့ဘာများလို့အသွားများလို့ပြောဘာများလို့ဒီမှာကတော့လမ်းကြောင်းပြောင်းနေတယ်အဖို့လည်းရှိခြင်းမှရှိမယ်တလန်းလုံးတွေးခြင်းမှလည်းတွေးမယ်တယောက်တည်းလည်းဖြစ်နိုင်တယ်သူမကောင်းတော့လဲကိုကောင်းအောင်နေရသဘောပေါက်လားဒါဆိုရင်ပြိဿရေအတုယူစရာကောင်းပြီးတော့ဘာထိုက်တဲ့သူတွေချီးမွမ်းထိုက်တဲ့သူတွေလို့အဲ့တော့ဒီကနေ့ညဥသိမ်းနိုင်လို့မိသားစုအကျိုးတရားပွဲအလူအကျိုးတရားပွဲမှာဒါလေးကိုဘုံဘုံကဖတ်မိရင်းနဲ့နာမိရင်းနဲ့ဩဒါတကယ်အရှင်ဒေဝိနာဘိဝန္တာဟောတဲ့စကားလေးကိုအတူလေးကြားပြီးတော့ဩဒါဟာတို့စင်ញင်ရမယ့်တရားပဲလောကကြီးမှာပညာတက်ပြီးတော့မန္တခဋ္ဌာနာတွေပေါ်တဲ့ခေတ်မှာဟုတ်လားဟဲ့အာနာပါဝါလောက်ွက်အာနာပါဝါတွေရှိပြီးတော့အခွင့်အရေးရတဲ့သူတွေဟာပတ်ဝန်းကျင်ကိုအနိုင်ယူတက်တာများတဲ့ဒီလောကကြီးအလယ်မှာဥစ္စာပြည့်စုံတော်လည်းပဲအပျော်ပါကာမဂုဏ်တွေမမတ်ဖဲနဲ့ကာမဂုဏ်တွေကိုရှောင်ကျင်အပျော်ပါတွေကိုရှောင်ကျင်ပြီးတော့နေတက်တဲ့သူတော်ကောင်းတွေကျင့်စဉ်တွေကိုတို့တွေပြိဿရဲ့အတူယူဖို့လိုလားမလိုဘူးလားအတူယူဖို့လိုလားမလိုဘူးလားအေးဒါကြောင့်မလို့ဒီ၄ဦးကိုဒီ၄ဦးစရင်ထဲမှာ၄ဦးစလုံးမဟုတ်တော့မှဘုန်းတော်ရဲ့ဘဝမှာသာသနာနဲ့ကြုံတော့လူပြည်လူဘဝလူလောကမှာလူဖြစ်တုံးမှာစရင်တူတလီလောင်မြန်စရင်ဝင်သွားရင်ကောင်းလားမကောင်းလားဥစ္စာရှိ၍အပျော်မမတ်သူအာနာရှိ၍အနိုင်မယူသူပညာတတ်၍မခတ်ထန်သူ
tu mà con đó lệ cô con ông này thứ lúc bài nguyên gia ra nè này lại mẹ lâu lại mẹ hấu là bò ga nè ốc ga kê hấu là hello khơi chim là umaga mà ra ga nè phong đã hấu ba đấy phải yên áp vô đấy mua chim mày ya tên nào mình đi he ubom mà vô đấy tăng ari phang qua phải yên áp mà chỉ đi vô lại đấy đại mình ngay này đại mình ngay này hô ba thua bị đó xí đi bố ba đi hồ đi cái giờ này vô hiện tâm mà mua đi khó vô lại đào ubom mà vô đấy tăng ari yai he phải yên áp ba về lâu khai na phang về phang khai na mua chim mày ya tên nào mình đi cái tâm mà mua đi thua vô là ba lâu đấy ya he de eri tama mori ya ne ho lao nge da ri pian khai ne he ubom ma pyu de bhong ji de akong tat tui ye tan ga tat pwe ji phit khe da da tamai ma shi la ma shi bu la ai da ba lau da le ana shi pi anan yu twa da hau la he ana shi pi do ba lau twa anan yu twa da ma ri bo noဒါကြောင့်မလို့ပြိတ္တရေအတုယူစရာကောင်းပြီးတော့ဒီလောကကြီးမှာချင်းမလိုက်တဲ့ဒီပုဂ္ဂိုလ်၄မျိုးကိုဘုံနဲ့ပုံဝန်းကျင်မှာများများပေါ်လာလေးပုံဝန်းကျင်ကြီးကငြိမ်းချမ်းလေးဒီလောကကြီးရှိလာလေးပုံဝန်းကျင်လောကကြီးကအေးချမ်းလေးဖြစ်ဖို့အရေးကြီးပါတယ်ဒီလူ၄ဦးရဲ့စည်ရင်းထဲမှာလဲကိုယ်တိုင်ပါဝင်အောင်ကြိုးစားပြီးတော့စောစောကပฏิပူဇိကအမျိုးသမီးဒကမဟာလူဘဝတတန်တစ်လျှောက်လုံးလိုချင်တဲ့စုပြည့်အောင်လှုပ်သွားတဲ့ဘာကံကုသိုလ်သူကတော့စွမ်းလောင်းသွားတာပေါ့ဗျာဒါကြီးတို့မိုင်းတို့ကတော့ကြိုက်တဲ့ကုသိုလ်လုပ်လို့ရလားမရဘူးလားဘာဖြစ်ဖို့ပဲလိုတာအာစိန်နကံပြန်ပြောပါအောင်တချို့လဲအာစိန်နကံကုသိုလ်တွေရှိပါတယ်အဲ့ဒီကုသိုလ်တွေလည်းမပြတ်တရဆက်ဇက်ပြီးတော့အားထုတ်ပါသေးတဲ့အထိဟုတ်လားအကယ်၍မရှိကြသေးဘူးဆိုလဲဒီကနေ့ကစပြီးတော့အာဇိနကံကုသိုလ်တွေလက်ကျန်ဘဝတတ်တမ်းမှာကိုကုသိုလ်နဲ့ကိုဘဝကူးမယ်ကိုကုသိုလ်အထုံးနဲ့ကိုဘဝတစ်ပါးသွားမယ်ဘယ်သူမှမဟာကိုအားကိုပြီးတော့ဒီကုသိုလ်တွေရဲ့အင်အားတွေနဲ့ပဲဘဝတန္တရာခရီးကိုငါကိုယ်တိုင်ရှောင်လန်းမယ်ဆိုတဲ့အတိတရားတွေနဲ့ဘဝကိုတန်ဖိုးရှိအောင်လူဘဝရာကျွန်းနတ်အောင်လူဘဝရတဲ့လူသားတစ်ယောက်ထိုက်တန်တဲ့အကျိုးတရားတွေကိုဒီနောက်ဘဝတွေမှာကဒီဘဝမှာပဲရရှိခံစားပြီးတော့သာသနာပြုနိုင်တဲ့မိသားစုတွေဖြစ်ပါစေလို့ရှုဆန္ဒပေးပါတယ်မေတ္တာပေးပါတယ်နော်ဒီကနေ့တခါကြီးအလို့တခါဥသိမ့်နိုင်တဲ့အလို့မတော်လကေတိမိသားစုတို့လည်းပဲဖယားသာသနာမှာဒီဓမ္မကစတဲ့တို့စိတ်ဆန္ဒရှိတဲ့ထောက်ပံ့လူရန်ပံ့ပိုးပူဇော်နိုင်တဲ့မိသားစုတွေဖြစ်ပါစေလို့မေတ္တာပေးပြီးတော့ဗာတရားလဲလင်ဒါယုမပฏิပူဇိကာဒါနဲ့မမေ့နော်သိမ့်ပါမယ်ဆိုမှဗာတရားလဲအတုယူ၍ချီးမွမ်းထိုက်သူတဲ့ပြန်ပြောပါဦးအတုယူ၍ချီးမွမ်းထိုက်သူလို့အမည်ပေးတဲ့ဣရိယဤတွင်အဆုံးကံပတ်နေကုန်တတ်ပါပြီဒေတိတံသုဒ္ဓဗုဒ္ဓေနသူနေတဝါဓမ္မဒေသနာအဘိနရဏစေတေနသာဓုတိမာတတ္ထသာရဝတရားနာလာကြပါတဲ့မြားတကာဒကမပေါင်းသူတော်ကောင်းတို့တုံမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘဝသုဒ္ဓဗျာဗျာကိုပေးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တဏိကံအတ္တတော်၌လေတိတံတဆင့်ခံကဟောကြားတော်မူခဲ့ပါပြီသောဣမဓမ္မဒေသနာအတုရွ၍ချီးမွမ်းထိုက်သူအမည်ပေးတဲ့ဤတရားမြတ်ဒေသနာတော်ကိုသူနေတဝါကောင်းစွာနာယူပြကြကုန်သည်ဖြစ်၍အဘိနန္ဒနာစိတ်ဒေနာအလွန်နှင့်တန်ရှင်လဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လည်းရဲ့သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်း
ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာတထာသုံးချိန်သုံးဝါနှုတ်မြတ်ခါ၍ကောင်းစွာမသွေကျူရင်လိုက်ကြကုန်ရတော်တည်း